ဝါနိစ္စကာမရွာသူရွာသားများကရှင်ဘုရားအားဘုတွေ့လိုပါ၍ကြွရောက်ချီးမြှင့်တော်မူပါဗျာမိမိပြီးမှတော့ရှင်ပုံနာလည်းညာရင်းချင်းပြန်လေကြွလာပါတယ်မြတ်စွာဘုရားရှင်လည်းညီတော်အာနန္ဒာကိုခေါ်ပြီးနောက်ဒီနေ့မနေ့တော့ဝေပြီးပကြီးမျိုးညင်သောရေးဆွဲတော်မဟာပုံနာလေးဌာနမဟာပုံနာမထေကမြန်မာပြည်သုံးလပရဒတိုင်းလေကိုင်းဒေသကိုပြန်ရောက်တဲ့အခါမှာတရားကြည့်ခြင်းအားထုတ်ဖို့နေရာကိုရှာဖွေပါတယ်။ဣဇဝတတောင်မှာတရားအားထုတ်ပါတယ်။အဲ့ဒီနေရာမှာလည်းတရားမတက်ပဲဖြစ်နေပါတယ်။ဣဇဝတတောင်လို့ခေါ်တဲ့နေရာဟာယခုမဲဘူးမြို့မြောက်ဘက်ခွန်တပိုင်ခွက်ကွာရေမုတ်ရွာနီးရွှေမြေတင်စီတီတည်ထားပါတယ်။မဟာပုံနာဒုတိယသတင်းသုံးတရားကျင့်တဲ့နေရာကတော့သုံးဟုတ်တာဂီရအချက်ဖြစ်ပါတယ်။အဲ့ဒီနေရာမှာတော့ဇင်းညံရှောက်ဖို့ခက်ခဲတဲ့ကြောက်ကျွန်းကြောက်ခဲတွေရေလိုက်ပုတ်တန်နေကြ။တရားအထုတ်ရမှာခက်ခဲနေပြန်။အဲ့ဒီခုခါအဲ့ဒီနေရာဟာမဲမှုမြို့မြောက်ဘက်3-4မိုင်ခန့်ကွာအောက်ကျောင်းကြီးရွာအနီးမှာသမုဒ္ဒကြီးရိဇေဒီတည်ထားတာတွေ့နိုင်ပါတယ်။တတိယနေရာဖြစ်တဲ့မာတုလာဂီရိရပြောင်းပြီးတဲ့သုံးမြန်တော့ရင်းငတ်တန်နဲ့တရားမရဖြစ်နေပြန်ပါတယ်။အဲ့ဒီနေရာကတော့စကူးမြို့နောက်ဘက်မန်းလောရာမှာရှိပြီးရွာရဲ့မြောက်ဘက်2မိုင်အကွာမှာရှင်ပင်နီကိုဇေဒီတည်ထားပါတယ်။အဲ့နောက်မကုလကရမရမရင်းသုံးတော်မူပြီးနက်နဲ့မိုးတောက်လျင်ဝါနိစ္စကာမရွာကိုစွန့်ခံဝင်ပါတယ်။ဒီရောဆုလပုံနာအင်ကိုစွန့်ခံရမှာတော့အခြားရက်ကိုကြွတော့မမူပဲဒီရက်မှာပဲသတင်းသုံးတော်မူဖို့ဟာပုံနာမထေကိုရှုပ်ထားပါတယ်။ဟာပုံနာမထေလည်းကုလကရမရမှာသတင်းသုံးပြကြည့်ရင်အဲ့ဒီနှစ်ဝါရင်းကာလမှာပဲယဟန္တာအဖြစ်ကိုရောက်ရှိပါတော့ကုန်းနေဖြစ်တဲ့ညီတော်ဆုလပုံနာကဒီနေ့မှာသင်္ဘောသား900နဲ့အတူကုန်းပြည့်တင်ထားတဲ့သင်္ဘောကြီးနဲ့သမုဒ္ဒရာကိုဖြတ်ပြီးကုန်းရောက်သွားဖို့စီစဉ်ပါတယ်ခရီးမထွက်ခင်အကိုရောယဟန္တာမဟာပုံနာကိုဥခိုက်ပြီးအင်းရင်ပြပါကစောင့်ရှောက်ပါလို့ရှောက်တယ်ပင်လေခီးချောက်ကျွန်းတုံးမှာအလွန်တန်မိုးကြီးတဲ့စန္ဒကူတတော်ကြီးကိုတွေ့ပါတယ်။မာလာတဲ့ကုန်းလေးကိုသင်းမောပေါ်ကချစန္ဒကူတက်တွေကိုခုတ်ကသင်းမောနဲ့အပြည့်တင်ကြပါတယ်။အဲဒီအချိန်မှာတတော်ကြီးကိုစောင့်တဲ့ဘလူးတွေကလိုမဲ့ဒေါသတော့ကြပါတယ်။စူရပုံတော့သင်းမောကြီးရေးလေအယုတ်မှာတော့အမြင်အောင်လိုက်လာတဲ့ဘလူးတွေကမုံတိုင်းနေဖန်စီကျုံမကွယ်ငါးကြီးရန်ဆောင်ကသင်းမောကိုအန်ရည်ပြုတ်သင်္ဘောသားကုန်းလေးခေါင်းဆောင်ဖြစ်တဲ့ဆုလပုံနာကသင်္ဘောထိပ်ကိုတွားပြီးအကိုရောရဟန္တာမဟာပုံနာပေးပဲကိုကြီးတောင်းပါတယ်။ကိုရောလည်းတကူးနဲ့ကြွလာပြီးရဟန္တာတော်ရဲ့ဇံမိတ်ညင်ညဘလူးတွေလည်းဖက်ပြေးတင်းချောင်သွားကြပါတယ်။ဒီသင်္ဘောလေးဒီသုံးလပရတာတိုင်းရက်တို့ဘေးကင်းစွာရောက်စေမဟာပုံနာရဟန္တာရဲ့ကျေးဇူးရမိမိတို့နေရက်ကိုပြန်ရောက်ကြတဲ့အခါဇန်ကူတစ်တကူကျောင်းဆောက်ပြီးလူဖို့သဘောတူကြပါတယ်။ဒီဇန်ကူတစ်တီနဲ့ဗုဒ္ဓဘုရားရှင်ကိုရည်မှန်းပြီးကဲနာယုံကျောင်းကြီးဆောင်ဆောက်လုပ်လူရန်ရခေါင်းမယ်။ပြီးတော့သဘောတူပါသည်ဗျာကြိုးစားပြီးဆောက်လုပ်ပါမယ်ဗျာ။ဇန်ကူနှစ်သားကျောင်းတော်ကြီးကိုမြတ်စွာဘုရားကိုလှူပြီးဗုဒ္ဓကအလူခံကြွလာတဲ့အခါဝါနိစ္စကာမရွာသားတွေကတရားနာယူခွင့်ရဖို့အာပုံနာယဟန္တာကြီးကစီစဉ်ပေးပါတယ်။ကျောင်းတော်ကြီးပြီးစီပါကဗုဒ္ဓဘုရားရှင်အားမင်း3ရန်ငါပြိတ်ပေးပါမည်။စန္ဒကုနတာကျောင်းတော်ကြီးဆောက်လို့ပြီးမှာတော့အရှင်ပုံနာမထေယဟန္တာကြီးကဗုဒ္ဓထံသွားပြီးကျောင်းတော်ကိုအလူခံမှုပေးလိုက်ပါတယ်။ရှင်မဗျာဝါနိစ္စကာမရောသူရောသားများကရှင်ဗျာဖူးတွေ့လိုပါ၍ကြွရောက်ချီးမြှင့်တော်မူပါဗျာ။ပြိပြီးမှာတော့အရှင်ပုံနာလည်းညာရင်းကြီးပြန်လာပါတယ်
စော်ဘုရားရှင်လည်းဤတော်အာနန္ဒာကိုခေါ်ပြီးနောက်တနေ့မနေ့မှာသုံးလပရဒအတိုင်းမြမပြည်ကိုနောက်ပါရဟန္တာ496ပါးနဲ့အတူကျောင်းတော်အလူခံမှုကြွရောက်ရင်စီစဉ်မှုမိန့်ပါလိုက်ပါတယ်။ဂျာမင်းရဲ့ညွှန်ကြားချက်အရဝိတ္တကြုံနတ်သားသည်မြတ်စွာဘုရားနှင့်ယဟန္တာများကောင်းကင်ခီးနှင့်ကျွမ်းနိုင်ရန်ယထာပြန်900ကိုဖန်ဆင်းပေးလေသည်။ဟုတ်တာဘုရားရှင်ကြွလာကိုဝါနိစ္စကမရောသားတွေကလည်းလူဝဲဝတ္ထုအဆုပ်ဆုပ်နဲ့ခံရတဲ့မန်းတက်ကြီးထိုးပြီးကြိုးစုံနေကြပါတယ်။ဟုတ်တာဘုရားရှင်လည်းတာဝတိပြည်ဇေတဝန်ကျောင်းတော်ကနေပြီးယထာပြန်900နောက်ပါယဟန္တာ496ပါးနဲ့အတူကြွလာရမှာတော့နောက်ဆုံးယထာပြန်ဟာအလွတ်ဖြစ်ပါတယ်။ဆောဘုရားရှင်နဲ့နောက်ပါယဟန်တွေဟာသစ္စာဗန္နအမြည်ရတဲ့တောင်ထိပ်ကိုရောက်လာပါတယ်။ပြတ်သက်ဆောင်ယထာပြန်တွေကိုကောင်းငင်မှာထားတော်မူပါတယ်။သစ္စာဗန္နတောင်မှာရင်းသုံးနေတဲ့သစ္စာဗန္နရသေးကြီးကိုသစ္စာလေးပါးမြတ်တရားကိုဟောကြားတော်မူရာတရားတော်ကိုဒိုးတွင်သိမြင်ပြီးအေဟိဘိက္ခုယဟန်ဖြစ်ခဲ့ပါတယ်။ဆောဘုရားနဲ့အတူနောက်ပါယဟန်နာများစန္ဒကုနတာကျောင်းတော်ကြီးကိုအလူခံရန်ဆက်လက်ကြွချီတော်မူရာသစ္စာဗန္ဒယဟန်လည်းအလွတ်ပါလာတဲ့ယထာပြန်နဲ့လိုက်ပါကြွချီခွင့်ရခဲ့မြတ်စွာဘုရားရှင်လည်းစန္ဒကုနတာကျောင်းတော်ကြီးကိုအလူခံတော်မူပြီး9ရက်ပတ်လုံးသတင်းသုံးကတရားရည်အိတ်တိုက်ကျွေးတော်မူရာဝိနည်းများစွာလည်းကျွတ်တန်းဝင်ခဲ့ပါတယ်မြတ်စွာဘုရားရှင်တာဝတိပြည်ကိုပြန်လဲနမရာမြေကမ်းကိုရောက်တဲ့အခါနမရာနဂါမင်းကနဂါယူကိုပြင်းတဲ့အတွက်နဂါအပေါင်းကိုတရားရည်အိတ်တိုက်ကျွေးတော်မူပါတယ်နမရာနဂါမင်းကမရှင်မနီပရိစရိတမဒေထအစင်မပြတ်ကိုဝယ်ရန်ကိုစားတော်ပေးသနာတော်မူမှရင်ကြောက်ထားပါဘုံတော်ကြီးမြတ်လာတော့မြတ်စွာဘုရားတဝဲတော်အားအရှင်ဘုရားဤကိုစားအမြင့်မပြတ်ကိုယ်ွယ်စည်းကပ်ပူဇော်နိုင်ရင်တစုံတရာပေးသနာတော်မူပါဗျာဆောဘုရားကနမရာမြေကမ်းမှာတရားရှိကွယ်ဆက်လက်ခဏကောင်းစွာပြည့်စုံသောလက်ဝဲဘက်ခြေတော်ရာကိုပူဇော်ကိုးကွယ်တကူးကြွယ်အောင်မိုးလေလာဝန်းတီထွန်းပေါ်မှာလင်းလင်းဖြာကလင်းပြချထားပေးသနာတော်မူခဲ့နမရာနဂါမင်းထံကနေဘုရားရှိပြန်ကြွမှာသစ္စာဗန္ဒတောင်ထိပ်ကိုကြွမြန်းတော်မူပါတယ်တောင်ထိပ်မှာတရင်သုံးနေတဲ့သစ္စာဗန္ဒယဟန္တာကိုချစ်သားသစ္စာဗန္ဒသင်ဒီမုတ်ဆိုးဘွားကတရဝပေါင်းကိုမိစ္ဆာဝါဒီပြုမှုများနဲ့ချိန်ကပြုခဲ့မှားလို့ဘယ်လန်းကိုရောက်စေခဲ့ပြီးခုခါမှာမိစ္ဆာလန်းကိုစွန့်ခွာဟောပြလန်းညွလို့နိဗ္ဗာန်လန်းကိုတီအောင်သာသနာပြုရန်နေရစ်ခဲ့ပြီရောသစ္စာဗန္ဒယဟန္တာကရှင်ဗျာတရင်300တာဝတိပြည်ဇေတဝန်ကျောင်းတော်သို့လိုက်ပါခွင့်မရလဲဤရက်မှာပဲသာသနာပြု၍နေခဲ့ပါဘယ်တော့ပူဇော်မပြတ်ကိုယ်ွယ်စီးကပ်နိုင်ရင်ကိုစားတော်တစ်ခုပေးသနာတော်မူပါဗျာရရှင်ကရှူစည်းရှူညုံမောင်းကိုအစိတ်ရိုင်းနေလိုက်တယ်လို့တခဲနဲ့တော့ကြော့ပြပေါ်မှာတရားရှိကွက်ဆက်လက်ခဏဝဲဘက်ခြေတော်ရစုကိုချထားပေးသနာခဲ့ပါတယ်